င်းဆောင်ကောင်းဆိုတာတဲ့သွားမဲ့နေအောင်သိရမယ်ကိုယ်တိုင်လည်းလုံနေတယ်သွားနေတယ်အများကိုလည်းကူညီလမ်းပြပြီးတော့ခေါ်ဆောင်သွားရမယ်အဲ့ဒီမှာအရေးအကြီးဆုံးကခင်ဗျားသွားမဲ့လမ်းကိုသိရမယ်တဲ့အဲ့ဒါကြောင့်ခင်ဗျားတို့ရေးရေးလေးလေး day 1မှာခင်ဗျားဘာလို့ကျင်တာလဲဘာလို့ကျင်တာလဲဘာလို့ကျင်တော့လာခဲ့ရလဲတောင်းလျှောက်ကြက်နေတာတောင်းလျှောက်ကြစ်နေတာအဲ့ဒါမရှိခင်ဗျားဘာဖြစ်မှာလဲဆိုခေါင်းရှောင်ဖြစ်မှာရွှေရှောင်ဖြစ်မှာခင်ဗျားနာမည်တစ်ခုစင်ပါလဲလောက်မလားမလို့ရွှေရှောင်သွားရောအဲ့လိုနဲ့ပဲလိမ့်မယ်2024ကပြီးရောအသက်တွေကြီးရောအသက်ကြီးလာတာနဲ့အမြခင်ဗျားတွေ knowledge တွေပြည့်လာလိမ့်မယ်သင်ခန်းစာတွေပို့ပြီးတော့ပြည့်ဝလာလိမ့်မယ်လူတွေပေါ်မှာကြီးတဲ့ပုံစံလူတွေပေါ်မှာစကားပြောတဲ့ပုံစံပိုကောင်းလာမယ်နောက်ဆုံးဒီတစ်ခုကျွန်တော်အတူတူဖက်အောင်ခေါင်းဆောင်ကောင်းဆိုတာသွားမဲ့လမ်းကိုလည်းသိတယ်ကိုယ်တိုင်လည်းသွားနေတယ်လုံနေတယ်နားစုလည်း